ဖွားသည်သူမိ၏နောက်ဆုံးအချိန်များကိုရေတွက်နေရချိန်တွင်မိမလေးကိုအနားသို့ခေါ်ကာလက်ကိုစုပ်ကန်ရင်းအန်ဆွဲတဲကအဝတ်ဟောင်းတွေကိုဘယ်တော့မှမပြစ်လိုက်နဲ့နော်အဲ့ဒီထဲမှာအဖွားရဲ့အဖိုးတန်ဆုံးအရာကိုဝတ်ထားပေးတယ်ဟုမှာကြားခဲ့သည်မိမလေးကအဖွားနောက်နေသည်ဟုထင်ခဲ့တော်လဲတပတ်အကြာတွင်အဖွားကွယ်လွန်သွားခဲ့သည်အဖွားကွယ်လွန်ပြီးနောက်တစ်ရက်တွင်ပင်အမေဖြစ်သူကအခန်းကိုတိမ်ဆေးရင်းအဝတ်ဟောင်းများကိုပြစ်ပယ်ရန်ပြင်ဆင်ခဲ့သည်မိမလေးမှာငိုယိုတားဆီးတော်လဲအမေကမရမကပြစ်ရန်ကြိုးပမ်းသည်နောက်ဆုံးတွင်မိခင်ဖြစ်သူကမနှမျိုးသည့်ပုံစံဖြင့်ခွင့်ပြုပေးခဲ့သည်ထိုနေ့မှစ၍ထိုအဝတ်ဟောင်းများကိုပွေ့ဖက်ရင်းအဖွားကိုအမြဲတမ်းရနေခဲ့သည်6လခန့်ကြာပြီးနောက်မိမလေး၏18နှစ်ပြည့်မွေးနေ့တွင်ဖခင်ဖြစ်သူကသူမကိုခမ်းမဆောင်သို့ခေါ်ကာသူမအရွယ်ရောက်ပြီဖြစ်၍မိသားစုပိုင်ဆိုင်မှုများကိုခွဲဝေပေးတော်မူဟုပြောသည်စုစုပေါင်းပိုင်ဆိုင်မှုမှာအိမ်ဆိုင်နှင့်ငွေစုငွေယူများဖြင့်စုစုပေါင်း9ကုတွေ10တန်းတန်ဖိုးရှိသည်သို့သောဖခင်ကအိမ်နှင့်ပစ္စည်းတွေအားလုံးသားဖြစ်သူပဲရမယ်ဟုကြေညာခဲ့သည်မိမလေးတွင်ဒေါသထွက်ခြင်းမျိုးမရှိခဲ့ပေငယ်စဉ်ကတည်းကမိဘများ၏ခွဲခြားဆက်ဆံခြင်းကိုခံခဲ့ရသူဖြစ်ပြီးအဖွားသာတိတ်တဆိတ်ကူညီမပေးခဲ့ပါကသူမငတ်မှုတည်ဆုံသွားနိုင်သည်ကိုသိရှိထားသည်နောက်တစ်နေ့တွင်အကိုဖြစ်သူကတငယ်ချင်းများနှင့်အတူသူမိအခန်းသို့ဝင်လာပြီးဒီအခန်းကိုဂိမ်းကန်းလုပ်တော့မယ်ဟုပြောသည်သူမလဲတိတ်တဆိတ်ပစ္စည်းများတင်ရင်သူမိ18နှစ်တာဘဝတက်တန်းတစ်လျှောက်ပိုင်ဆိုင်မှုများသည်တင်းငယ်သောခရီးဆောင်အိတ်တစ်လုံးထဲတွင်ပင်မပြည့်သည်ကိုမြင်သောအခါအလွန်ဝမ်းနည်းသွားသည်ဆောင်းတွင်းကာလတွင်ပြတင်းပေါက်မှတိုက်ခတ်လာသောလေအေးများကြောင့်သူမသည်အဖွား၏အဝတ်ဟောင်းများကိုသာဝတ်ဆင်အိပ်စက်ခဲ့ရသည်တနေ့တွင်အဖွား၏အင်ဂျီကိုဝတ်ဆင်နေစဉ်အတွင်းဘက်တွင်မာကျောသောအရာတစ်ခုကိုစမ်းမိလိုက်သည်လက်တုံတုံဖြင့်ချုပ်ရိုးကိုဖောက်ကြည့်လိုက်သောအခါဗန်စာအုပ်တစ်ခုကိုတွေ့ရသည်ထိုစာအုပ်ထဲတွင်ငွေ42သိန်းရှိနေသည်ကိုမြင်လိုက်ရချိန်တွင်သူမငိုယိုမိသည်ထို့နောက်အခြားသောအဝတ်ဟောင်းများကိုလည်းအမြန်လိုက်ရှာရာအိမ်ချမ်းမြေစာချုပ်များနှင့်အဖိုးတန်ပစ္စည်းများကိုစက်တိုက်တွေ့ရှိရသည်အဖွားပြောခဲ့သောထိုဆိုင်ငယ်လေးသည်လည်းယခုအခါတန်ဖိုး2ခုတွေအထိတိုးတက်နေပြီဖြစ်သည်နောက်ဆုံးတွင်အဖွား၏လက်ရေးစာတစ်စောင်ကိုတွေ့ရှိခဲ့သည်မြေးလေးအဖွားဒီစာရေးချိန်မှာမင်းအသက်15နှစ်ပဲရှိသေးတယ်မင်းကဘယ်တော့မှမငြင်းညူတတ်ဘူးငိုရင်တောင်တိတ်တိတ်လေးပဲငိုတတ်တယ်မင်းအဖေကအလွယ်တကူယုံတတ်သူမင်းမေကတော့အရန်ကောက်ကျစ်တယ်ဒါကြောင့်မင်းအမြဲတမ်းဒုက္ခရောက်ရတာပါမင်းအဖေကစိုင်ဖွင့်ဖို့အဖွားစီကငွေ15သိန်းချိခဲ့ဘူးတယ်ဒါပေမဲ့အဖွားက8သိန်းကိုတိတ်တဆိတ်စုပြီးမင်းနာမည်နဲ့အိမ်ဝယ်ပေးထားခဲ့တယ်အဲ့ဒီနောက်မှာအဖေတို့ချမ်းသာလာပေမဲ့မင်းကိုဘယ်တော့မှမခွဲဝေပေးဘူးဒါကြောင့်အဖွားကိုယ်တိုင်မင်းအတွက်ဒီအရာတွေကိုကွက်ထားပေးခဲ့တာပါဟုရေးသားထားသည်မိမလေးသည်စာကိုရင်ခွင်ထဲဖက်ရင်ငိုကြွေးမိသည်နောက်ဆုံးအချိန်ထိအဖွားကသူမကိုယ်သာစိုးရိမ်ပေးနေခဲ့သည်သူမသည်အဖွားပေးခဲ့သောဆိုင်နေရာတွင်စူပါမားကတ်ကြီးတစ်ခုဖွင့်လှစ်လိုက်သည်တနေ့တွင်အမေဖြစ်သူကမင်းအကူဒုက္ခရောက်နေတယ်ပတ်စံနည်းနည်းလောက်ပေးပါဟုလာရောက်တောင်းဆိုသည်သူမကအိမ်ခွဲတုန်းကကျမကိုအဝတ်ဟောင်းတွေပဲပေးခဲ့တာလေဟုတည်ငြိမ်စွာပြန်ပြောသည်နောက်2ရက်အကြာတွင်အကူဖြစ်သူကိုယ်တိုင်ရောက်လာပြီးငါ့ကိုပတ်စံ9သိန်းထုတ်ပေးဟုမှန်ပါပြောသည်သူမကအဖွားသားမင်းအတွက်အကုန်လုံးမစီစဉ်ပေးထားခဲ့ရင်ဒီနေ့မင်းလန်းဘေးမှာတောင်းစားနေရမှာဟုပြန်ပြောလိုက်သည်အကိုဖြစ်သူမှာခဏတာငြိမ်ကျသွားတော့လဲသူ၏မျက်နှာပေါ်တွင်လောဘဆုံးများထွက်ပေါ်နေစေဖြစ်သည်